အခုမြင်နေရတဲ့ကဘာကြီးဟာတကယ်ပဲအစစ်အမှန်လားဒါမှမဟုတ်အနာဂတ်ကလူတွေစော့နေတဲ့ဗီဒီယိုဂိမ်းတစ်ခုလားအခုခေတ်ဗီဒီယိုဂိမ်းတွေရဲ့ graphic ကိုကြည့်လိုက်ပါလွန်ခဲ့တဲ့နှစ်40ခါတဲ့အစာပေါင်းများစွာတိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်တကယ်လို့နီးပညာဟာဒီအတိုင်းဆက်ပြီးတိုးတက်သွားမယ်ဆိုရင်နောက်ထပ်နှစ်ပေါင်းထောင်ချီကြာတဲ့အခါမှာအစစ်အမှန်နဲ့လုံးဝခွဲခြားလို့မရတဲ့စကြဝဠာအတုတွေကိုကွန်ပျူတာထဲမှာဖန်တီးနိုင်လာပါလိမ့်မယ်အဲ့ဒီ simulation ထဲမှာရှိတဲ့သက်ရှိတွေကလည်းသူတို့ကိုယ်သူတို့အစစ်အမှန်လို့ပဲထင်နေကြမှာပါဒါဆိုရင်မေးစရာရှိတာကအခုကျွန်တော်တို့နေထိုင်နေတဲ့ဒီကဘာကြီးဟာကိုအနာဂတ်ရဲ့အစစ်မြင့်နီးပညာရှင်တွေဖန်တီးထားတဲ့ simulation တစ်ခုမဟုတ်ဘူးလို့ဘယ်သူအာမခံနိုင်မလဲနာမည်ကျော် Elon Musk တောင်မှကျွန်တော်တို့ဟာအစစ်အမှန်ကဘာမှာနေထိုင်နေရဖို့အခွင့်အလမ်းကတန်ပေါင်းများစွာမှာတစ်ခုပဲရှိတယ်လို့ပြောခဲ့ပူပါတယ်ကျွန်တော်တို့ရဲ့သိပ္ပံနည်းယာမတွေတင်းချာညီမျှခြင်းတွေဟာဒီ game ကြီးရဲ့ programming code တွေပဲဖြစ်နေကြရင်ကိုဗျာတင်ကိုဒီကဘာကြီးက simulation တစ်ခုလို့ယုံကြည်လားမှတ်ချက်မှာဆွေးနွေးသွားကြရအောင်ဒီလို deep ဖြစ်တဲ့နည်းပညာအကြောင်းတွေအတွက် follow လုပ်ထားအောင်နော်